မင်္ဂလာပါဗျာအခုဆိုလိုမျှဝေပေးမှာဖြစ်ပါတယ် slide နဲ့ကြတော့နည်းနည်းလေးထိန်းပြီးမှတီးရတာပေါ့နော်ပြီးတော့နေရာတိုင်းမှာ slide ကလည်းမရှိဘူးဆိုတော့သူ့ရဲ့ slide ဆွဲထားတဲ့ notes ရဲ့အနီးဆက်ဆုံးဖြစ်အောင်ပုံမှန်တီးရင်ရောဘယ်လိုလဲဆိုတာကိုပြောပြမှာဖြစ်ပါတယ် music guide ကိုအားပေးတဲ့ဂီတချစ်သူတွေမင်္ဂလာပါဗျာကျွန်တော်ရဲ့ YouTube channel ကိုလည်းအားပေးကြပါဦးဗျာပြီးတော့တငယ်ချင်းတွေကိုလည်း like and share နဲ့ကူညီပေးပါဦးဗျာအခု intro က C key ဖြစ်ပါတယ်เนาะ C key ဆိုတော့ fa sol ဆိုပြီးမှ fa sol ကို slide ဆွဲတာဖြစ်ပါတယ်ဆိုတော့ slide လုပ်တဲ့နေရာမှာကျွန်တော်တို့ slide ရှိရင်တော့အဆင်ပြေတာပေါ့เนาะနည်းနည်းကျန်တဲ့ noise မထွက်အောင်လက်လေးကလည်းထိန်းရအောင်မယ် slide ကိုလည်းစွတ်ထားတယ်ဆိုပိုအဆင်ပြေတာပေါ့เนาะမီးချစ်နဲ့တီးရင်ကြတော့မီးချစ်ကိုညက်ထားရတာနဲ့ကြံတာထိန်းရတာနဲ့နည်းနည်းတော့ပိုပြီးမှအလုပ်တော့များတာပေါ့เนาะဆိုတော့ slide နဲ့တီးတယ်ဆိုရင်တော့နည်းနည်းလေး notes တွေက pitch ရောက်မရောက်ဆိုတော့တေချာလေး view site ဖို့လိုပါတယ်ထီတော့ fa sol ပေါ့ဒီမှာကျတော့နည်းနည်းပို့ပြီးမှ slide ထက် notes ကရောက်တယ်လို့ဖြစ်တာပေါ့နော် slide ကတော့နည်းနည်းnotes ရဲ့အကျော်နားလေးကိုကျွန်တော်တို့အတန်ကိုနားထောင်ပြီးမှ slide နေရာရှာရမှာဖြစ်ပါတယ်နော်ကျွန်တော်ကဒီ slide နဲ့ဘယ်လိုတီးရမလဲဆိုတာပြောတာထက်အားလုံးအဆင်ပြေအောင် do re mi fa sol la ti do ပေါ့ပုံမှန်လက်နဲ့တီးတာကိုသင်ပေးမှာဖြစ်ပါတယ်နော်စသည်ဖြင့်အဲ့ဟာကိုကျွန်တော်တို့ကC ပေါ့နော်ငါးကွက်ကိုယူလိုက်မယ် Do re mi fa sol la ti do အဲ့လိုပေါ့နော်ဆိုတော့သူက fa sol ဆိုရင် fa sol ကို slide ဆွဲလိုက်မယ်ပြီးတော့ ti do ကိုလည်း slide ဆွဲတာပေါ့နော်အဲ့လိုပေါ့နော်ပြီးတော့ do mi la ဆိုရင်အနီးဆက်ဆုံးပေါ့သူ slide နဲ့အနီးဆက်ဆုံးဖြစ်အောင်ပေါ့နော်မူရင်းအရသာလည်းမပြတ်အောင်ကျွန်တော်တို့လုပ်ကြမှာဖြစ်ပါတယ်တီဒေါမီလာပြီးတော့ဆောမီဖာပေါ့နော်ဖာမီဖာတီဒေါတီလာဆောဆိုလိုပြောနေတာပါเนาะထပ်မဝေးဘူးတချင်းရဲ့ဆိုလိုပြောတာပါဆိုလိုရရင်တော့ तू က intro နဲ့လည်းတိတ်မကွာတဲ့အတွက်ဆိုလိုရွေးပြီးမှသင်ပေးလိုက်တာဖြစ်ပါတယ်ပြီးတော့ so do re ဆိုတော့ mi နဲ့ re ကို slide ဆွဲမယ် do re ပေါ့ do mi la เนาะပြီးတော့ do ti la so ပေါ့ do ti la so fa ပေါ့ပြီးတော့ fa mi do တော့ bending တွန်းတာပေါ့နော်အဲ့လိုတီးတာပေါ့နော်သူနဲ့ပို့ပြီးမှအဲ့တချင်းနဲ့ပို့ပြီးမှတူသွားအောင်ဆိုရင်ကျွန်တော်တို့အဲ့နေရာမှာ harmony လေးလည်းတီးဖို့လိုပါတယ်เนาะ harmony ဘယ်လိုတီးရတယ်လဲပေါ့နောက်ထပ် multiple line တစ်ခုထားရမှာပေါ့เนาะ do ti la so fa tan da ဆိုရင်အဲ့နေရာမှာ harmony က do re mi fa sol la ti do re mi ကိုတီးရမှာဖြစ်ပါတယ်ပြီးတော့ mi re do ti la so အဲ့လောက်ပဲတီးချင်ပါတယ်เนาะအဲ့လောက်ပဲလုပ်ချင်ပါတယ် तू ကတော့ပုံမှန်အတန်ကတော့အဲ့ဒါတော့ပုံမှန် notes ပေါ့နော် secondly ကတော့နည်းနည်းအရန်ကြီးအကျယ်ကြီးမဟုတ်ဘဲနဲ့နည်းနည်းပလေးနဲ့ထပ်ထားတာပေါ့နော်ဒီလိုလေးပေါ့ပြီးတော့ fa mi do ပြီးတော့ပထမလိမှာ तू ကအဲ့ဒါပြီးတော့ so do ပေါ့နော်ပို့ပြီးမှပြည့်သွားအောင်ပေါ့နော်သူ့ရဲ့မူရင်းမှာတော့အဲ့လိုတီးပါတယ် so ကနေ fa ကို slide ဆွဲတာအဲ့ဒါဆိုရင်ဒီဟာကိုအလွတ်နည်းနည်းတီးကြည့်မယ်ဆိုရင် fa so ကို slide ဆွဲမယ် ti do
do mi la တခါနဲ့ slide ပေါ့နော် so mi fa ပြီးတော့ so do re မီလာပေါ့ပြောအဲ့နေရာမှာဘယ်နေတွန်းတဲ့နေရာမှာနော်အဲ့ဒါကို harmony တစ်ထက်ထက်မယ်ဆိုရင်အဲ့လောက်ပါပဲနော်မီမီရဲရဲဒေါ်ဒေါ်တီတီလာလာဆောလာဆောအဲ့လိုလုပ်လိုက်မယ်အဲ့ဒါဆိုရင်တော့အချင်းကတော်တော်လိုက်ဖက်သွားပြီအဲ့ဆိုရင် slide မှာပါပဲနဲ့အလွတ်တီးတဲ့ပုံစံကျွန်တော်တို့ music နဲ့တစ်ချက်တီးကြည့်မယ်နော်တော်လေးကိုနားထောင်လို့ကောင်းပါတယ်เนาะဆိုလိုလေးကနည်းနည်းလေးတွက်တယ်တီးရတဲ့အလုံးတွေကလည်းအခက်စိတ်စိတ်လေးတော့ဖြစ်တာပေါ့နင်းလေးနဲ့ကြင့်နေဆိုရင်တော့တဖြည်းဖြည်းနဲ့မြန်လာမှာဖြစ်ပါတယ်မှန်မှန်ကန်ကန်လေးပေါ့เนาะသူနဲ့အနီးဆက်ဆုံးဖြစ်အောင်သုံးကာလာတွေမှစ slide တွေမှစပေါ့เนาะအနီးဆက်ဆုံးဖြစ်အောင်လေ့လာသင့်ပါတယ် exercise တစ်ခုကိုလေ့လာတော့မယ်ဆိုပြီးစလွယ်နဲ့မဟုတ်ပဲနဲ့နည်းနည်းတတရရက်လေးပေါ့เนาะဖြစ်နိုင်ရင်တော့ပိုကောင်းတာပေါ့ဗျာslide ဆို slide ပေါ့เนาะdo mi la so mi fa ပြော do do ti ti la la so music guide ကိုအားပေးကြတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်တငယ်ချင်းတွေကိုလည်း like and share နဲ့ကူညီပေးပါအောင်ဗျာ thank you